နံပါတ်၄နေရာမှာရှိတာကတော့ဒေါ်လာ9000ကျော်တန်တဲ့ Hanoverian မျိုးနွယ်တွေပါဒီမြင်းတွေကတန်မာထွားချိုင်းပြီးအပြေးလဲမြင်တယ်လို့အရန်လက်တည်မြင်ကြပါတယ်နံပါတ်3နေရာမှာတော့ရှားပါတဲ့ Accoutech မြင်းမျိုးစိတ်ရှိနေပြီးဈေးနှုန်းကဒေါ်လာ2,500ရှိပါတယ်တကဘာလုံးမှာအကောင်ကြီး9,000ဝန်းကျင်ပဲရှိပြီးညံကောင်းတယ်လို့ချမ်းခိုင်မှုလည်းရှိကြပါတယ်သူတို့ရဲ့ထူးခြားချက်ကတော့တကူလုံးရွှေရုံတောက်နေတယ်လို့မျိုးတလက်လက်တောက်ပနေတဲ့အမွေးအမြင်တွေပါပဲဒုတိယနေရာမှာတော့ကမ္ဘာရှေးကျဲဆုံးမြင်းမျိုးနွယ်စုတွေကတစ်ခုဖြစ်တဲ့ Arabian မြင်းတွေရှိနေပါတယ်ဒီမြင်းတွေရဲ့ဈေးနှုန်းကဒေါ်လာ2,000,000ဝန်းကျင်ရှိပြီးသူတို့ရဲ့မျက်နှာပေါ်စံကတခြားမြင်းတွေနဲ့မတူပဲတိတိတသာထူးကြပါတယ်အဆင့်1နေရာမှာတော့ဈေးအကြီးဆုံးဖြစ်တဲ့ English Thoroughbred မျိုးစိတ်တွေရှိနေပါတယ်ဒေါ်လာ3,000,000ကျော်ကနေစတင်တဲ့ဒီမြင်းတွေဟာကမ္ဘာအမြန်ဆုံးနဲ့မြင်းပြိုင်ကွင်းရဲ့ဘရင်တွေလို့တောင်တင်စားကြပါတယ်တချို့ဆိုရင်မယုံနိုင်စရာကောင်းတဲ့ဈေးနှုန်းတွေအထိရှိကြပါတယ်ဥပမာပြောရရင် Fusaichi Pegasus လို့ခေါ်တဲ့မြင်းဆိုရင်ဒေါ်လာ80 millionအထိစံချိန်တင်ဈေးထိရှိပါတယ်